အားလုံးပဲမင်္ဂလာပါနွေရာသီနဲ့ရမ်းလိုက်ဖက်တဲ့စိုးမတ်တုပ်လေးလောက်စားပါမယ်စိုးမတ်တုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့တခွာတီးရဲ့ပွားရဲ့စိုးမန်ရဲ့ပေါ့နော်စိုးမန်ကြတော့သူ့ကိုဘေးနားမှာပြုတ်ပြီးတော့ရေခဲလေးနဲ့စိမ်လာပါတယ်အတူကနာကနေကီလေးလည်းပါတယ်ပေါ့နော်နာကနေကီလေးရဲ့တိုမာတိုလေးလည်းထည့်ပါမယ်တိုမာတိုလေးကိုလည်းပပလေးလှီးမယ်ပေါ့နော်ပလေးလှီးပြီးပလေးတော့မဟုတ်ဘူးတော့အနေတော့ဆင်းလာပေါ့နော်လှီးမယ်ပြီးသွားပြီဆိုရင်တော့ကင်မချီလေးကိုလည်းနုံဆင်းပါမယ်ဆင်းပြီးသွားပြီဆိုရင်တော့ sauce လေးကိုဆက်ပါမယ်အခုဆိုရင်တော့ကြားလေးကိုနှစ်စုံလောက်ထည့်လိုက်တယ်ထည့်ပြီးသွားပြီဆိုရင်တော့ဂေါ်မဘူတာလေးကိုထည့်မယ်ထည့်ပြီးသွားပြီဆိုရင်တော့ခိုးချစ်ချအနှစ်လေးကိုထည့်လိုက်မယ်ပေါ့နော်ခိုးချစ်ချအနှစ်လေးထည့်ပြီးသွားပြီဆိုရင်တော့ရှော့ယူလေးကိုထည့်ပါမယ်ထည့်ပြီးသွားပြီဆိုရင်မွေးလိုက်မယ်ပေါ့နော်မွေးသွားပြီဆိုရင်ဆော့လေးရပါပြီရပြီဆိုရင်အဆော့လေးရဲ့ပုံမှာပဲခုနကရေစစ်ထားတဲ့စိုးမန်လေးတွေကိုထည့်ပါမယ်ပေါ့နော်စိုးမန်လေးတွေထည့်ပြီးသွားပြီဆိုရင်ခုနကလီထားတဲ့အရွက်လေးတွေပေါ့နော်ကျူးရီနာကနေကီတိုမာတိုလေးကိုထည့်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်ခုနနုံဆင်လာတဲ့ခိမချီလေးကိုလည်းအပေါ်ကနေထပ်တင်လိုက်ပါမယ်တင်ပြီးသွားပြီဆိုရင်တော့စိုးမန်ကြတော့တမကော်လေးနဲ့လိုက်တယ်ပေါ့နော်အမို့တမကော်လေးကိုပြုတ်ပြီးတော့အပေါ်မှာထည့်ပါမယ်ထည့်ပြီးသွားပြီဆိုရင်တော့ဆွီးကပေါ့နော်ဆွီးကလေးကိုလည်းထည့်လိုက်ပါမယ်ထည့်ပြီးသွားပြီဆိုရင်အပေါ်ကနေပြီးတော့ခေါမလေးကိုဖြူလိုက်ပါမယ်အခုဆိုရင်တော့ရမ်းကိုစားလို့ကောင်းတဲ့ဂျပန်တွေနဲ့ရမ်းလိုက်ဖက်တဲ့စိုးမန်လေးရပါပြီ